တို့ရောက်နေတဲ့နေရာကတော့ချောင်းတာရဲ့အလားဆုံးတက်တူးနေဖြစ်ပါတယ်အဲ့ဆို expert ဟိုနားမှာတပုတ်သွားရကြမယ်နော်ဟိုညီမလေး expert မလို့ပေါ်တယ်ပြန်ကျင်လို့ဘာလို့လဲမညမတပုတ်ရင်းလိုက်သွားရမယ်လေးမအေးလည်းချစ်မလည်းရောက်တော့သွားမယ်လေးမဖျားတော့လေပြန်တော့မချမ်းနေလို့ရတယ်ဟုတ်တယ်အဲ့ဆိုမတော့ဘယ်မှမသွားတော့ဘူးလားယင်မသွားတော့ဦးတဲ့ဟုတ်တယ်ဟိုတယ်မှာပဲလေစီးပြူးလေးကြည့်ပြီးတော့ဟိုတယ်ကကျွေးရမနက်စာလေးစားနေ့လယ်စာလေးစားတီတိုင်းလေးစားဒင်နာလေးစားပြီးဘာမှပဲထိုင်တောက်ချင်တော့တယ်အဲ့နဲ့ညမတော့လေ expert ကို guide ခေါ်နေသေးတယ်ဟိုကလေတကယ်တမ်းပြောရအမတော့အဲ့လိုပြမယ်မသွားချင်ဘူးနော်အဲ့လိုမျိုးဝါသနာလည်းပါဘူးအမလေးနှစ်လောက်တွေ့ခဲ့တဲ့ကောင်လေးကမနေ့ကမှမင်္ဂလာဆောင်သွားတယ်အမတဲကွဲနေလို့ဆိုပြီးတော့စိတ်ကြီးလက်ပြောင်းထွက်လာအော်မရေဟဲ့ဟိုမနေကောင်ဘယ်ကောင်တော့ဟိုအလေးလေအော်သူကဟန်နီမွန်းငါနဲ့တူတူတဲခဲ့တဲ့ဟိုတယ်ကိုထွက်လာတယ်ပေါ့ပြန်မယ်မပြန်နဲ့ငါပြောမယ်နေကသူ့ ex မလားအဲ့တော့ဘလူပဲဖြစ်သူ့မိမနေကိုတုံဝင်တုံပါပဲအဲ့တော့သူတို့ဟန်နီမွန်းဖြစ်စီပြက်ဘလူဖြစ်စီမငါတက်ဘူးနော်ဟာရလဲဟို especially သူ့တင်လိုက်လေသမီးကိုဘိုက်ကိုရှက်ထားလုံးဝဘိုက်မထက်စင်နဲ့ရေခုကနေကိုခုံးဆိုင်ပြီးရေစိုးဝတ်နဲ့တက်လာပြီးရှိမှလှမ်းစလေးလမ်းချောက်ပြလိုက်မှာတအားဦးတော်နော်ဟိုမရေရဲတော့တက်မလာသေးဘူးဟိုမဦးတိုးနေရေထဲခုန်ချသွားတဲ့အမရေရောပုတ်တက်လားမသိဘူးပြန်ပုံမလားအမဟိုရေထဲခုန်ချသွားတဲ့အမပြန်ပုံမလားရေရောကုတဲ့လားအမကသူကရေမကုတ်တယ်ဘူးလားအမမသိဘူးလေအမရဲ့ရေမကုတ်တာကိုဒီမကိုပြောလဲမပြောနင်ကငါရေပုတ်တက်တာမသိဘူးလားမသိဘူးလေပြောမှမပြောတဲ့ဟာကိစ္စကြီးကိုမသိဘူးအမပြက်ကချောင်းလာရောအိမ်ပြန်လက်ဆောင်လေးရမယ်လေဓပုံလှလှလေးလည်းရိုက်ပြီးရနော်အကိုအဲချောင်းတော့နောက်ထပ်လာလားဟောအမမပါဘူးလားဩအမလေးပါတာပဲဟောကျွန်တော်ဓပုံလေးရိုက်မယ်လေမောင်လေးအမဘက်ကသူနဲ့ဘာမှမဆိုင်တော့ဘူးနော်အဲ့ဆိုအကိုဘက်ကရောကိုဘာမှမဆိုင်တော့နော်တဲလေးအဲ့ဒါဘာမှမဆိုင်တော့ဟေးချက်နေဟာချောင်းသာမှာတဲစရာဟိုတယ်ဒီလောက်အများကြီးရှိတာကိုရှေ့ခါမှနဲ့တဲခဲ့တဲ့ဒီ new ချောင်းသာဟိုတယ်ကိုကျမတို့တမင်ခေါ်လာတယ်ပေါ့အဲ့လိုမဟုတ်ပါဘူးတဲလေးရယ်ဟိုချောင်းသာမှာလေ new ချောင်းသာဟိုတယ်ကအကောင်းဆုံးမလို့ပါပြီးတော့ဟိုဒီမှာလေဘာလေးလဲရှိတော့တဲနဲ့ကိုနဲ့နှစ်ယောက်အတူတူညကြရင်လည်းချေးလို့ရတာပေါ့အဲ့ဒါကြောင့်ပါနော်အဲ့ဟာမှမျက်နှာမြင်ရတာစင်းကိုပြေးမနေဘူးပြိုင်ဆိုင်ခီးမျိုးပဲကျင်းငါးတီခီဖြစ်နေသိလားသူ့ပြန်လိုက်သူ့ပြန်ခိုင်းလို့ဘယ်လိုလုပ်ရမှာလဲတဲလေးရယ်ကိုကတဲလေးကိုချစ်လို့ပဲလက်ထပ်ထားပြီးပဲလေသူ့စိတ်ထဲထားမနေနဲ့နော် sorry ပါကိုရဲ့နော်တဲကအရင်เจ้าမျိုးသိပြီးသားပါဒါမဲ့လေသူ့မျက်နှာမြင်ကိုတဲကစိတ်ဆိုးอ่ะစိတ်ထဲထားမနေပါနဲ့တဲ့ဒီလိုအမိုက်ဆန် new ချောင်းသာဟိုတယ်ရုပ်ခေါ်လာပြီးတော့ကျေးဇူးနော်ကိုကဲစီးရချစ်တိုင်းလေနေကောင်းတဲ့ဟဲ့ဒီမှာတပတ်တော့ထွက်မှာဘူးခု2ရက်ပဲရှိသေးတာကိုလိုရှုံးမှာပေါ့ရှင်းပတ်စံနှမျောနေရပေါ့ပတ်စံမပြောတာမဟုတ်ဘူးဟိုမိမကိုရှုံးမယ်လို့ပြောတာအဲ့မိမကိုလိုဟန်နီမွန်တမင်နှောက်ရှက်နေရလေရုပ်ပြူကြည့်ပါလားလင်းနဲ့လောက်ဒီရှင်းတို့တွဲလာပြီးတော့ဘာမှမဖြစ်ခဲ့ဘူးဆိုတော့ကျမဘယ်လိုယုံရမှာလဲတကယ်ပါဘာမှမဖြစ်ခဲ့ဘူးဟိုတယ်ကြီးမှာတဲပြီးတော့လေဟုတ်တယ်ဘာမှကိုတကယ်ဖျားပြပြချမ်းပြပြကျင်းဆိုကျင်းရပါလေဘာမှကိုမဖြစ်ခဲ့တာပါတဲ့ဟုတ်ပြီလေအဲ့ဆိုရှင်ကျမမေးတာမှန်တိုင်းဖြစ်မလားသိကြရနော်သူနဲ့လာတော့ကလေဒီခမ်းမဲ့လားစင်ဆိုလုံးဝစင်ဆိုတကယ်စင်ဆိုဒီခမ်းမှာတစ်ခါဟိုအပေါ်တန်းမှာတစ်ခါအဲ့ဆိုစီးပြူတွေပဲပေါ့ဒီဈေးပဲမဟုတ်ဘူးအဲ့တော့ခီးသွားရသည်ဆိုတော့ဈေးနည်းနည်းကြီးတယ်အခုကခီးသွားရသည်မဟုတ်လို့ဈေးတက်တာခုကတက်တာပေါ့အမပြောပုံရဆိုရင်လေဟိုမေးကြည့်ရတော့အမ
အမနဲ့သူနဲ့လေးနှစ်ကြီးအောင်တွဲပြီးတော့ဘာကြောင့်သူကမောက်ပစ်ပြီးတော့နောက်တစ်ယောက်နဲ့ယူသွားလဲမ မင်းနဲ့ငါနဲ့ဒီနေ့ကစားပြီးဘာမှမပတ်သက်တော့ပြက်ပြီ ဘာလုပ်နေလို့လဲ ဘာလုပ်နေလို့လဲဟုတ်လားမင်းနဲ့ငါနဲ့တွဲလာရင်တက်တန်း၄နှစ်အတွင်းမှာချစ်သူနှစ်ယောက်ကြည်ကျင်နာယူရဘယ်နှခါရှိခဲ့လို့လဲဟမ်မင်းရဲ့အမွှာညီမဆိုတာအဲ့ရတစ်ချိန်လုံးပါနေရတယ် လဲငါအားစားချင် စာ ဟဲ့ကိုအခန်းရမိုင်းလိုက်တာ နိုင်ရမှာပေါ့ စီပြူ ချစ်ချစ်တဲ့ခေါင်းနဲ့အဲ့ဒါဘာဖြစ်လို့တော့ ဘာမှမဟုတ်တော့ စစ်တော့ပေါ်လာအကျိုးကတော့ပြီးသေးလားငယ်မပြော breakfast ကစောင်းနေငယ်မပါစားမလဲအကုန်စားနာပြီးစားမယ် Check out the interview. Bao nhiêu? ဘုန်းတော်ဖလက် Anh đi tới gì với bà là? မလေးအများကြီးရှိတာတော့ယူရတယ်ပေါ့ Bây giờ bà cô ya, nghe sao ta đầy nước nghe mà. ချစ်ဟိုယူထမ်းတာဟိုပုတ်လင်းကားပြီးတော့လေကိုတို့ဟိုဘက်ကအရန်လာတဲ့ကျွန်းနေစီသွားလဲရ Thăm mày đi. နှစ်ယောက်တည်းနော် Nghe mà ồ. အာနှစ်ယောက်တည်းလို့လို့သွားမယ်လေနော် Yes. Ngã lấy mà nó. Lý ngã lấy mà nó. Ngã lấy mà nó. La. Mà sao mà nghe mắt sắc. Nhà ngô mà nó quên gì chỉ có mấy người. ချစ် Ngô sao chừng đó. Cô phải đi. တော့စား Mà không à? Em mà nghe mà lên mày đó. Bảo lên là bao? Bảo ca. Đưa ca. Tôi chết lại. Tôi ăn chuyện mà còn ngã tí giống. Nghe ba ra chưa? Mấy cháu ngã tí. Cháu mà nó cháu mà đi. Mà tôi lên là đi chân luôn quá.